စပင်အောင်ထူပြီးကျန်းတဲ့ brother တွေအတွက်ကိုထားကြပြီးတော့ခင်မိမဲ့ hair style လေးမျိုးဒီ video ကနေကျွန်တော်မျှဝေပေးသွားမှာပို့လို့ဒီ video ကိုဆုံးပြီးကြည့်တော့ပါစပင်ကျန်းပြီးတော့အောင်ထူတဲ့ brother တွေအတွက်တင်တော်မဲ့ hair style လေးမျိုးကိုကျွန်တော်ဖော်ပြပေးမယ် bro တည့်တဲ့အတိုင်းစပင်အောင်ထူတဲ့အတွက်ဘေးတွေကိုပပပြောင်လေးညှက်တာတော့အကောင်းဆုံးပဲမဟုတ်ရင်စပင်ကလည်းထူကျန်းရလည်းကျန်းတယ်ဘေးတွေကထူပြီးဆိုလို့ရှိရင်ကြည့်ရလည်းအဆင်မပြေဘူးပေါ့နော်ဟုတ်ပြီကျွန်တော်ကြည့်လိုက်ရအောင်နံပါတ်1ကတော့အားလုံးသိတဲ့ basket DK တွေညှက်လို့ရတယ်နံပါတ်2ကကြတော့ crew cut လို့ခေါ်တဲ့ဒီပုံတွေကတော့ဒိုလေးညှက်နံပါတ်3 undercut ဘေးတွေပပပြောင်လေးသွားအပေါ်အပင်လေးထောင်ထားလို့ရတယ်နံပါတ်4ကတော့စပင်သားအရှိကိုချလို့ရခဲ့မယ်ဆိုရင် front crawl လို့ခေါ်တဲ့ဒီပုံတွေကတော့ဒီလေးထားလို့ရပါတယ်ဗျဒါကတော့စပင်အောင်ထူပြီးချမ်းတဲ့ brother တွေဒီလိုကေလေးတွေထားလို့ရတယ်ဆိုတာကိုကျွန်တော်ညှောက်ပေးခြင်းဖြစ်ပါတယ်ဒီကေတွေကဒီနေ့ထိလည်းဖြစ်မိပြီးတော့ထားချစိတ်ကေတွေပဲဖြစ်ပါတယ်ဗျနောက်ဆိုရင်စပင်အောင်ထူပြီးချမ်းတဲ့ brother တွေညှက်လို့ရမယ့်ကေလေးတွေကိုသိလောက်ပြီးကျွန်တော်ယုံကြည်ပါတယ်ဗျအခြားသိကျင်တဲ့အကြောင်းအရာလေးများရှိရင်လည်းအောက်ကကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပေးပါဆုံးလေးကြည့်ရှုပေးတဲ့ကြောက်ချင်းတွေကိုကျေးဇူးထူးပဲတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆုံပါမယ်